အခုလိုမျိုး floating effect ရဖို့အတွက်ကိုက floating ဖြစ်ချင်တဲ့ product လေးကိုအချီကျိုးလေးနဲ့ချိတ်ပြီးတော့အရင်ဆုံး video ကတ်ရိုက်ထားရမယ်ဒါပြီးလို့ရှိရင်ရှာမီတို့ editing ကိုစလို့ရပါပြီ editing ရဲ့အစမှာခုနကပြင်ဆင်ထားတဲ့ဒီ product လေးကိုပေါ့နော်ရှာမီတို့ကတစ်ချက် overlay နဲ့ထည့်လိုက်ပါမယ်ဒါဆိုရင် overlay နဲ့ထည့်ပြီးလို့ရှိရင် remove pg မှာ auto remover ရှိပါတယ်ဒါဆိုတစ်ချက် confirm လိုက်ပါ confirm ပြီးသွားပြီဆိုရင်တော့လက်ကလေးပေါ့နော်ဒီ product လေးကိုတစ်ချက်လောက်သေးအောင်လို့သွားပြီးမှစုလိုက်မယ်စုပြီးလို့ရှိရင်ဒီအလဲမှာထားမယ်ပေါ့နော်ဥပမာဒီမှာလက်ကလေးကဒီ zoom ချဲလိုက်တဲ့အပိုင်းပေါ့နော်ဒီအပိုင်းမှာဆိုရင် product ကိုအကြီးကြီးထားလိုက်မယ်ထားပြီးလို့ရှိရင်ဒီနေရာမှာဘာလုပ်ရမလဲဆိုတော့ကိုကတစ်ချက်လောက်တော့ sorry ဒီမှာဆိုရင်ဒီနေရာလေးမှာတစ်ချက်လောက် key frame လေးပေးဖို့လိုအပ်ပါတယ်ပေးပြီးလို့ရှိရင်ဒီအရှိမှာနောက်ထပ် key frame တစ်ချိန်ပေးပါမယ်ဘယ်နေရာမှာပေးမလဲဆိုတော့လက်ကလေးစုသွားတဲ့အပိုင်းမှာနောက်ထပ် key frame တစ်ချိန်ပေးပြီးတော့ဒီ product လေးကိုအသေးသေးလေးဖြစ်အောင်လို့သွားပြီးမှခြုံပေးမယ်ပြီးရင်ဒီမှာ curve လေးရှိရယ်ဒီ curve လေးကိုတွန်းပြီးတော့ဒီမှာ circular e ဆိုတဲ့ curve လေးကိုတစ်ချက်ရွေးလိုက်မယ်ဒါဆိုရင်ရှာမီတို့လိုချင်တဲ့ video ကို final export ထုတ်လို့ရပါပြီ